ဂျင်ဆော့နေတဲ့မိတ်ဆွေမိမိရဲ့လက်အိတ်တွေခြေအိတ်တွေဖက်နှက်တွေရဲ့တန်ရှင်းရေးကိုဂရုစိုက်မိရလားโอเคရတယ်နော်ရှူတာတော့နေချိန်ညာလို့နော်ပခုံးတစ်ဖက်ကိုအားစိုက်မှတော့ရတယ်လက္ခဏာနားလာကိုဘက်နောက်ခိုင်းပါလားဟုတ်ကဲ့ဒီဗီဒီယိုလေးကဘာကိုပြောချင်တယ်လဲဆိုရင်ဂျင်ဆော့နေတဲ့မိတ်ဆွေမိမိရဲ့တကိုယ်ရေးတန်ရှင်းရေးမိမိရဲ့လက်အိတ်တွေခြေအိတ်တွေဖက်နှက်တွေရဲ့တန်ရှင်းရေးကိုဂရုစိုက်မိရလားတကယ်လို့မိတ်ဆွေကသာဂျင်ဆော့နေတဲ့လူဆိုရင်မိမိရဲ့လက်အိတ်ကိုမိနမ်းကြည့်လိုက်ပါခြေအိတ်တွေကိုလည်းတခြားလေးပြန်ဆန်းကြည့်လိုက်ပါအရန်အနံ့ထွက်နေပြီဆိုရင်တော့မိမိကသတိမထားမိပေမဲ့မိမိပတ်ဝန်းကျင်ကိုမိမိကြောင့်နှောင့်ယှက်မဖြစ်ပါသေးနဲ့ဗျကျွန်တော်ကဒီဗီဒီယိုလေးကို awareness လေးတစ်ခုရစေချင်လို့နှောက်ဝေလိုက်ခြင်းဖြစ်ပါတယ်ဗျဂျင်ဆော့နေတဲ့မိတ်ဆွေတွေမိမိရဲ့လက်အိတ်တွေခြေအိတ်တွေဖက်နှက်တွေအားတွေကိုဒီဘက်ကို2ခါ3ခါလောက်တော့တန်ရှင်းလုပ်ပေးပါလို့ကျွန်တော်ကကောင်းတဲ့ဘက်ကနေအကြံပြုလိုက်ခြင်းဖြစ်ပါတယ်ဗျအဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ဗျ